တင်းရဲ့ကွန်ပျူတာလေးအစင်ကျမ်းမှာနေစီဖို့ binary တွေရှိမရှိကျွန်တော်တို့နဲ့အတူတူစစ်ကြည့်လိုက်ကြရအောင် Okay ကျွန်တော်ရှေ့ဗီဒီယိုမှာတော့ကွန်ပျူတာတွေကို binary တွေဘယ်လိုဝင်တာလဲဝင်ပြီဆိုလို့ရှိရင်ဘယ်လိုအချက်တွေပြလဲဆိုတော့ပြောခဲ့ပါတယ်ဒီနေ့တော့ကွန်ပျူတာ binary တွေရှိမရှိအတိအကျကျွန်တော်စစ်ကြည့်ကြမယ်ရှိလာပြီဆိုရင်တော့ကျွန်တော်တို့ဘာတွေလုပ်မလဲဆိုတဲ့အကြောင်းအရာတွေကိုပြောသွားမှာဖြစ်ပါတယ် KS Computer Class ကနေကွန်ပျူတာအခြေခံသင်ခန်းစာရင်းနဲ့ Computer Knowledge Sharing တွေကိုဒီမှာဖြစ်တာကြောင့်မလို့စိတ်ဝင်စားရဆိုလို့ရှိရင် follow လုပ်ခဲ့လို့ရပါတယ်ကိုယ့်ကွန်ပျူတာထဲမှာ binary တွေရှိမရှိစစ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ကဒီမှာအလွယ်ကူဆုံးနီလန်3မျိုးကိုပြပြပေးသွားပါမယ်နံပါတ်1ကတော့ကျွန်တော် Windows Defender နဲ့စစ်တာပေါ့နော်သူကကျတော့ကွန်ပျူတာထဲမှာပေးတင်ပါတယ် any binary ဖြစ်ပါတယ်သူ့ကိုသွားတဲ့အခါမှာတော့ setting ကနေကျွန်တော်တို့သွားလို့ရပါတယ်ဒီ type B 2 set ကနေကျွန်တော်တို့ setting ကိုသွားလိုက်မယ် setting ကိုရောက်ပြီဆိုတာနဲ့ဟောဒီပေါ်ကနေ file နေ setting ဆိုပြီးတန်းရှာလိုက်လို့ရှိရင်လည်းရသလိုကိုယ့်အနေနဲ့ဒီအောက်ကမှupdate security ဒီကနေသွားလို့လည်းရပါတယ်ကျွန်တော်ကဒီကနေပဲတခါတန်းပြီးတော့အလွယ်ဆုံးအမြင်ဆုံးရှာလိုက်မယ်ပေါ့နော်အဲ့ဒီကနေ virus and threat protection ဆိုတဲ့ကောင်ရှိပါတယ်ဒီဟာလေးတွေကိုကျွန်တော်ဝင်ပါမယ် Okay ဒီထဲကိုရောက်တဲ့အခါမှာကျွန်တော်ပထမဆုံးဒီမှာတန်းတွေ့ပါတယ် quiz scan ဆိုပြီးတော့အဲ့တော့ virus တွေရှိမရှိ quiz ထဲမှာကျွန်တော်တို့ရှိမရှိပေါ့နော် scan ဖတ်ပြီးစစ်လို့ရပါတယ် scan ဖတ်တဲ့အခါမှာ quiz scan နဲ့ခုရှိပါတယ်နော် full scan နဲ့ကျွန်တော်တို့က quiz scan ကိုသုံးမလား full scan ကိုသုံးမလားဆိုတာကတော့ကိုဆုံးဖြတ်ချက်ပေါ့နော် quiz scan ကတော့မြန်မယ်ဒါပေမဲ့ binary တွေကိုတော့တိတိကျကျထည့်ထည့်လိုက်ပြီးတော့သူ့အနေနဲ့စစ်နိုင်မှာတော့မဟုတ်ဘူးအဲ့လိုမှမဟုတ်ကျွန်တော်တို့ရဲ့ computer တစ်ခုလုံးကိုတိတိကျကျနဲ့ binary တွေရှိမရှိစစ်ချင်တယ်ဆိုတော့ full scan ကိုသုံးသူကတော့ကျွန်တော်နိုင်နဲ့ခြီးပြီးကြားရပေါ့နော်အဲ့ဒါတော့ကို laptop ရဲ့ story သုံးထားတဲ့ဟိုအခြေအနေပေါ်မူတည်ပြီးတော့ပေါ့နော်ကျွန်တော်ကဒီလိုကြီးသွားပြီး scan ဖတ်လို့ရတယ်လို့ပြောရတာဆိုပြီးတော့ပေါ့နော်ဟောစဖတ်လိုက်လို့ရှိရင်တော့ကြရင်စောင့်နေရမှာမပြောတာပါတော်တော်လေးကြာပါတယ်နိုင်နဲ့ခြီးပြီးကြာတယ်ပေါ့နော်ဒါကတော့ကျွန်တော်တွေကကွန်ပျူတာမှာပါတဲ့ဒီ built-in ပါတဲ့ antivirus နဲ့ဟို scan ဖတ်တဲ့နီးပေါ့ဒါလေးကပထမနီးအဲ့ဒါနီးရကျတော့ကျွန်တော်တွေက test manager နဲ့တွားလို့ရတယ် test manager ဆိုတာကဘယ်လိုမျိုးလဲဆိုတော့ control shift sk နဲ့ကျွန်တော်တွက်နေလိုက်တယ်အဲ့ဒီကမှာအခုလိုမျိုး box ကျလာတဲ့ထဲမှာဒီ CPU ကတရားခိုင်နှုန်းဖြစ်နေရမျိုးလို့ပြီးလို့ရှိရင်ကျွန်တော်ဒီအောက်ကပေါ့နော်ဟိုဘယ်ဆိုကြပါကျွန်တော်တို့အသုံးပြုတာမရှိတဲ့ software တစ်ခုခု application တစ်ခုခုရောက်ရှိနေရမျိုးပေါ့နော်အဲ့ဒီကောင်လေးကတရားခိုင်နှုန်းသုံးနေတယ်ဆိုလို့ရှိရင်ဒါကျွန်တော်တွေကဟို binary ရှိနေမလားပေါ့အဲ့လိုမျိုးကျွန်တော်စဉ်းစားရပါမယ်အဲဒုတိယနီးပေါ့နော်တတိယနီးနေရတော့ antivirus software တွေသုံးတာပါသူကတော့ကျွန်တော်တွေက antivirus software ဆိုပြီးတက်ရှိပါတယ်ကိုယ်အနေနဲ့ရှာတော့သူတို့ကတော့ပို့ပြီးတော့ဟို binary တွေကိုပို့ပြီးတိတိကျကျရှာနိုင်တယ်ပေါ့နော်သူတို့ကတော့ပို့ပြီးတော့အဆင်ပြေတယ်โอเคတော့အဲ့လိုမျိုးကျွန်တော်ပြောရတဲ့နီး3နီးနဲ့ binary တွေကိုစစ်ပြီးတော့မှရှိလာပြီဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်အနေနဲ့ဘာဆက်လုပ်မလဲဆိုလို့ရှိရင်အော်မှာကျွန်တော်ဆက်ပြောပါမယ်အပိုင်းလေးနေနဲ့ပေါ့နော် binary တွေရှိလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ခုနက scan ဖတ်လိုက်တယ်ပေါ့နော် scan ဖတ်တဲ့အခါမှာ binary တွေရှိတယ်ဆိုပြီးသူကပြောလိုက်မယ်အဲ့ချိန်မှာသူက quarantine လောက်ခိုင်းမယ်ဒါမှမဟုတ်လို့ရှိရင် remove သူ option ပေးပါလိမ့်မယ်အဲ့ခါမှာကျွန်တော်တို့သူပြောတဲ့အတိုင်းပဲကျွန်တော်တို့ quarantine ဒါမှမဟုတ်လို့ရှိရင် remove တွေကျွန်တော်လုပ်ပေးရလိမ့်မယ်အဲ့လိုလုပ်ပြီးသွားပြီဆိုလို့ရှိရင် computer ကို save mode နဲ့ restart လုပ်သင့်ပါတယ် save mode နဲ့ restart လုပ်တဲ့နည်းကိုသိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော် comment အောင်မှာရေးသွားလို့ရပါတယ်နောက်တစ်ခုအနေနဲ့ကကျွန်တော်တော်တော်လေးအခြေအနေစိုးနေပြီ binary တွေလည်းရှိတယ်တော်တော်အခြေအနေစိုးနေပြီလုံးဝဘာမှကိုလုပ်လို့မရတော့ဘူးဆိုရင်တော့ Windows ကိုချိန်မှရပါတော့မယ် Windows ချိန်တာကတော့ကိုခုသုံးနေတဲ့ Windows ကိုဖျက်ချပြီးတော့မှနောက်အသစ်တစ်ခုအနေနဲ့ကျွန်တော်ပြန်လဲတာပါပြန်ပြောရလို့ရှိရင်ကျွန်တော်တို့ဒီမှာဟိုကွန်ပျူတာတွေကို binary ရှိမရှိကိုပြန်စစ်လိုက်တယ်စစ်ပြီးတဲ့အခါမှာရှိလာတယ်ဆိုလို့ရှိရင်လုပ်တဲ့နည်းကိုကျွန်တော်အခုပြောပြတာဖြစ်ပါတယ်ဒီကုန်းချုပ်ရလို့ရှိရင်ရှေ့ပထမဗီဒီယိုနဲ့ဒုတိယဗီဒီယိုကိုနှစ်ခုပေါင်းပြီးဒီကုန်းချုပ်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တွေက antivirus software ကိုကျွန်တော်သုံးဖို့အကြံပေးချင်ပါတယ်ပေါ့နော်အဲ့ဒီမှာ antivirus တစ်ခုခုကိုအများအားဖွင့်ထားဖို့လိုတယ်အဲ့လိုပြီးလို့ရှိရင် software တွေ down တဲ့အခါမှာဖြစ်ဖြစ် website တွေကိုဝင်တဲ့အခါမှာဖြစ်ဖြစ် official website တွေကိုပဲကျွန်တော်ဝင်မှာ download တွေအဲ့ဒီကနေပဲအသုံးပြုပါပြီးနောက်တစ်ခုကကျွန်တော် link တွေ email တွေကနေကြာလာတဲ့ဟို link တွေပေါ့နော်အဲ့လိုမျိုးဟာတွေကိုဝင်တော့မယ်ဆိုလို့ရှိရင်ကိုယ့်အနေနဲ့ပေချာစစ်ဆေးပါ website တွေကမှန်ကန်ရဲ့လားအဲ့လိုမျိုးစစ်ဖို့လိုတယ်နောက်တစ်ခုကကျွန်တော် USB ပေါ့နော် USB တွေသုံးတဲ့အခါမှာလည်း scan လုပ်ပေးပါပေါ့နော်အဲ့ကောင်လေးတွေကဘယ်လိုပြောရမလဲအသေးဖွဲကိစ္စလေးဆိုပေမဲ့လို့ကြီးမားမားပြောင်းလဲမှုဖြစ်သွားနိုင်တာကြောင့်မို့လို့ scan လုပ်ပြီးတော့မှသုံးတာမျိုးဆိုရင်လည်းသုံးဖို့အကြံပေးခြင်းတယ်ပေါ့နော် okay ဒီနေ့တော့လောက်ပါပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်